တရက်6လ2025နေ့ကင်း3နာရီစက္ကွန်မှာအပြောင်းလဲရဲရွှေတိုင်းချင်းမရှိပဲဆိုင်ငယ်တစ်စီးကိုကန်ဆယ်မဲထိုးချင်နေဆိုရင်ကျွန်တော်တို့ရှိမှရပါမယ်ကျွန်တော်တို့ဦးနန္ဒဝင်းမိုတိုဆိုင်ငယ်လက်ကီဒရောပေးကနေမှယခုတကောက်34ချိန်မြောက်ကန်ဆယ်မဲပင်လေးဖြစ်ကျွန်တော်အောက်မှာမြင်နေရတဲ့ဂျာမနီနိုင်ငံထုတ် BMW R1250 GSA လေးကိုယခုတစ်ပတ်မှာလက်မှတ်တစ်စောင်9500ကျပ်နဲ့ကန်ဆယ်မဲပင်လေးဖြစ်ဖန်တီးပေးထားပါတယ်ဒီတစ်ခေါက်မှာလည်းဆိုင်ငယ်တွေကိုလည်းချစ်တယ်ခရီးဝေးသွားတာလည်းကြိုက်တယ်အိမ်ကစူပါပေါ်မှာထိုင်နေရတဲ့အရသာမျိုးလည်းလိုချင်တယ်ဆိုတဲ့ညီကိုတွေအတွက်အတူးစီမံပေါ်ဆက်ထားတဲ့မော်ဆန်နဲ့ဆိုင်ငယ်တစ်စီးနဲ့မိတ်ဆက်ပေးပြရစေအဖြစ်နိုင်တာတွေပြောနေရလားတကယ်ပြောနေတာလားသိကြခြင်းရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အကြံပေးပြရစေတင်စားပြီးပြောမယ်ဆိုရင်ညီကိုတို့အိမ်ကစူပါကြီးကိုညံ့ညောပြီးငိန်ညောင်းတဲ့အင်ဂျင်ပါဝါကြီးကြီးကိုတက်ခရီးဝေးသွားတာနေမကပဲတောတိုလမ်းကျန်းတောင်တက်စုံနေအောင်စိတ်ကြိုက်အသုံးပြုကျင်တယ်လို့စိတ်ကူးရှိတယ်ဆိုရင်ဟောဒီ BMW R1250 GSA ကြီးကိုရွေးချယ်လိုက်ဗျာ ADV ဆိုင်ငယ်တွေထဲမှာမင်းမှုကြီးစိုးနေတဲ့ BMW R1250 GSA ရဲ့ထင်ရှားလွန်းတဲ့လက္ခဏာတစ်ခုဖြစ်တဲ့ဘောက်စာအင်ဂျင်ကြောင့်တင်းရလွယ်ကူတဲ့ဝိတ်ညီတဲ့ညံ့ညောတဲ့ဆိုတဲ့ကောင်းကွက်တွေကိုခင်မီအသုံးဝင်လုံးတဲ့ electronic စနစ်တွေနဲ့တွဲဆက်ပေးလိုက်တဲ့အခါမှာတော့ညီကိုတို့ရဲ့အိမ်ကစူပါကိုအင်ဂျင်တက်ထားတဲ့မော်ဆန်နဲ့အိမ်မက်တကယ်အပြင်မှာဖြစ်လာတာပါပဲတမိုင်းချောင်းကြီးပြီးစွမ်းဆောင်ရည်ကိုစိတ်ချယုံကြည်ရတယ်ဆိုတဲ့အချက်တွေနဲ့နာမည်ကိုထိမ့်သိမ်းထားခဲ့တဲ့ BMW ကထုတ်လုပ်ခဲ့တဲ့ဆိုင်ကယ်မျိုးစားတွေအများကြီးထဲမှာမှအခု GSG ကိုညီကိုတို့ဘာကြောင့်ရွေးချယ်တင်လဲဆိုတာကျွန်တော်ပြောပြပါမယ်အိမ်မက်တွေကဈေးကြီးပင်မဲ့ဈေးကြီးတဲ့အိမ်မက်ရဲ့အရေးအသွေးကိုစိတ်ချလက်ချနဲ့အကောင်းဆုံးတွေပဲရကျင်နေဆိုရင်ရှေ့မာကတ်ကနေနောက်ဖင်မိတီအပြစ်ပြောစရာမရှိအောင်လှပတက်ရက်ပြီးကြန့်ခိုင်ကောင်းမွန်တဲ့ဟော်ဒီ GSG ကအသင့်တော်ဆုံးပါပဲပရီမီယံဆန်နဲ့ကာဘာချိုးတွေလက်မလေးသုံးပြီးအမျိုးစုံနဲ့ထိန်းချုပ်မှုစနစ်တွေတက်ရက်တိကျတဲ့ frame တွေရဲ့အလားတောက်ပကြော်ရှင်းတဲ့အယောင်အစင်းတွေကဈေးကြီးတဲ့အိမ်မက်နဲ့ထိုက်တန်တယ်ဆိုတာမမားပါဘူးဆိုင်ငယ်ပေါ်ခွာထိုင်လိုက်တာနဲ့တော်တော်လေးကိုအီးဆက်လွန်းတဲ့ခုံနဲ့အချိုးကျလွန်းတဲ့စီတိုင်ကြီးကြောင့်ဆိုဖာကိုအင်ဂျင်တက်ပြီးကဘာပတ်တဲ့ခံစားမှုမျိုးရမှာတကယ်သိကြပါတယ်ချစ်တင်ကုန်းလက်ကင်နဲ့ထိုင်ကုန်းအမြင့်တွေကအချိုးကျလွန်းတော့ပုံမှန်မောင်းနေတဲ့အချိန်မှာအရန်တက်တာသလို off-road ပြုတ်မယ်ဆိုလဲမတ်တက်နေတာမှာကွက်တိကျနေဦးမှာပါရုပ်ထွက်နဲ့လူတက်တာကတော့ဟုတ်ပါပြီအင်ဂျင်ကရောအစင်ပြေပါမလားလို့တွေးနေပြီမို့လားညီကိုတို့ BMW ရဲ့ 1254cc ကြီးတဲ့ဘောက်စာအင်ဂျင်ဆိုတာကြီးကဟာတာလုံးစရာမှမဟုတ်တာဗျာ136 horsepower နဲ့ torque က143 Newton meter ဆိုတာကဒီ weight နဲ့ဒီ body လောက်ကိုကျန်းတော်နေအောင်ယုံနိုင်တယ်ဗျာညံ့ညောလွန်းတဲ့အင်ဂျင်တည်ငြိမ်ပြေးွားတဲ့အရှိန်ကြောမွေလွန်းတဲ့ lever တွေကို cruise control လေးနဲ့တွဲထားပြီးတော့မိုင်းထောင်ကြီးမောင်းကျင်လဲ AC ပဲညီကိုတို့ရေခရီးဘလောက်ဝေးဘောက်စာအင်ဂျင်တွေရဲ့အားသာချက်အတိုင်း heat တက်တာရန်နေပြီးအားကောင်းတဲ့ top ကြောင့်ဂီယာခဏချိန်နေဖို့လဲတိတ်မလို့ဘူးဆိုတော့အိမ်ကစူပါဘော်ထိုင်ပြီးခရီးတွန်းနေရတယ်လို့ပါပဲလမ်းကျန်းနဲ့ဖြုတ်မဲ့ဆိုလဲမြေဆွဲအားလက်ကင်အနေထားအင်ဂျင်စွမ်းအားတွေအားလုံးကိုအချိုးချတာတော့ခုံပေါက်ရုံးကန်ရင်လဲ GSG ကမျက်နှာငယ်စရာကိုမရှိတာဗျာ electronic စနစ်တွေကလည်းထပ်အားဖြည့်ထားတော့လုံးဝကို perfect ဖြစ်တယ်လို့ပဲပြောချင်ပါတယ် 6.5 လက်မှ TFT display ကိုတက်ဆင်ထားပေးပြီး riding မှု၄မျိုး ABS traction control cruise control electronic suspension တွေပါဝင်လာပြီးပုံမကောင်းမွန်တဲ့အချက်က air control ပါထည့်ထားပြီးတော့တောင်တက်တောင်စစ် brake နင်းစရာမလိုပဲအလိုလျောက်ထိမ့်ပေးရပေးထားတာကြီးကလည်းမတ်လောက်စရာကြီးပါစီတိုင်ကြီးကလည်း30လီတာထိတောင်ဆန့်ပြီးစီတလီတာကို15ကီလိုမီတာနီးပါးမောင်းနိုင်တော့ညီကိုတို့စိတ်ကြိုက်တာမောင်းယုံပေါ့ဗျာ ADV ဆိုင်ငယ်တွေမှာအဓိကကြီးရမယ်နှစ်ချက်ပဲရှိပါတယ်ခရီးဝေးသွားဖို့အင်ဂျင်ကပြည့်စုံရဲ့လားမောင်းရတဲ့တောက်လျှောက်လူသက်တာပြီးစိန်ကြရဲ့လားဆိုတဲ့နှစ်ချက်ပေါ့ဗျာအခု BMW R1250 GSG ကတော့ဒါတွေအပြင်လမ်းကျန်းကိုလည်းစိတ်ကြိုက်ပြုံးနိုင်တဲ့အပူဆောင်လေးတောင်ပါနေသေးတော့ဒီလိုဘိန်းဥမှာမရွေးရင်ညီကိုတို့မားမယ်လို့ပဲအကြံပေးချင်ပါတယ်ဒီ GS ရဲ့ model ကတော့2019 model ဖြစ်ပြီးဘောက်စာအင်ဂျင် 1254cc 10ကန် Works Class VVTi ဘား8ချောင်းနဲ့အလုပ်လုပ်ပြီးဂီယာ6ချက်ကိုမှ Helical Gearing စနစ်ကိုသုံးထားပေးပြီး Shaft Drive နဲ့မောင်းနေရတဲ့အပြင် Liquid Coolant နဲ့ Air Coolant 2မျိုးပါရှိပါတယ်အမြင့်ဆုံး power က9950 RPM မှာ136 horsepower ကိုထုတ်ပေးပြီးအမြင့်ဆုံး top ကတော့6250 RPM မှာ143 Newton meter ကိုထုတ်ပေးနိုင်ပါတယ်frame ကတော့ရှေ့နောက်နှစ်ပိုင်းခွဲထားပေးပြီးအင်ဂျင်ပေါ်တင်ထားတဲ့ two section frame ကိုသုံးထားပေးပါတယ်ရှေ့ဖောက်ကတော့ BMW ရဲ့ tele lever စနစ်ကိုသုံးထားပေးပြီးအနောက်ကိုတော့ single side ဆွဲရမ်းကိုမှ power lever ကိုသုံးထားပေးပါတယ်
WAD supply နဲ့ shift out အနေထားကိုကြည့်ပြီးတောက်လျှောက်ချိန်ညှိပေးနိုင်တဲ့အပြင်အခု Hori GS မှာတော့ electronic suspension တွေပါပါတယ်။ခွေကတော့ Dygas aluminum wheel တွေမို့ပိုပေါ့ပုံမာသွားပြီးရှေ့တာယာ site က120 80 16 site ကိုသုံးထားပေးပြီးအနောက်တာယာ site က190 60 16 site တွေကိုသုံးထားပေးပါတယ်။ထိုင်ကုန်မြင့်ကတော့800 mm ကနေ900 mm ထိအနေအမြင့်လိုသလိုစိတ်ကြိုက်ချိန်ဖို့ခလုတ်လေးနှိပ်ယုံပါပဲ။အလေးချိန်ကတော့949ပေါင်ပဲရှိပါတယ်တိတ်ကိုလှပတဲ့တယ်လီလီဗာရှေ့ဖောက်တွေကလမ်းကျန်းလမ်းချောငိမ်ညောင်းနေစီမဲ့အပြင်အထိန်အသိမ်းကလည်းတက်ရက်နေမှာပါ BMW ရဲ့ Shift Cam စနစ်ကလီဗာအနှိမ့်အလဲအမြင့်အကုန်လုံးကိုပြေးဝတဲ့ power ထုတ်ပေးနိုင်ပြီး Cam Shut Drive ကိုသုံးထားပြီးတော့power အလေလွင့်အနည်းဆုံးနဲ့မောင်းရတာပူအားရစီမှာပါ standard အနေနဲ့ကတော့ riding မှုနှမျိုးပဲပါပေမဲ့ဒီကောင်ကြီးမှာတော့မူလေးမျိုးထိပါပါတယ်အဲ့ဒါတွေအပြင် automatic stability control ASC hill step control pro ABS pro traction control dynamic brake assistant electronic suspension dynamic ESC bluetooth စနစ်တွေပါလာတော့ GS ချင်းတူမှာတော့ဒီကောင်ကြီးက optional တွေပုံများပြီး grade ပုံမြင့်ပါတယ်ပြီးတော့အပိုဆောင်ပြီးထပ်တက်ထားပြီးတဲ့အပိုပစ္စည်းတွေကတော့ခီးသွားတဲ့အခါလိုအပ်ဆုံးအသုံးအဆောင်နဲ့ဝတ်စားတွေထည့်ဖို့နောက်ပုံး3လုံးပါမယ်ရေဆိုကန်ဘေးနှလုံးလဲပါအောင်မယ်အမောပြေတောက်ဖို့ရေဘူးထည့်စရာအထိုင်လေးလဲပါမယ်ဖုန်းဝင်ထွက်ကြည့်ဖို့နဲ့ GPS ကြည့်ဖို့ဖုန်းထိုင်လေးလဲပါမယ်ခီးသွားလမ်းတစ်လျှောက်မှတ်တမ်းတင်ဖို့အတွက် GoPro ကင်မရာအထိုင်နဲ့360ကင်မရာအထိုင်လေးလဲပါအောင်မယ်လင်းအားကောင်းဖို့နဲ့အထာချဖို့အတွက်ဖုန်းလိုက်တစ်စုံလဲထည့်ထားပေးတယ်ရှေ့ LED မီးကိုလည်းအထာပူချစေဖို့နဲ့အထီးကိုက်တက်တာစေဖို့ headlight gap တက်ထားပေးတယ်ရေတိုင်းကြီးကာဗာအလန်းတွေထည့်ထားပေးတယ်အယောင်ပြန်တာတက်တာစေဖို့ဒိုင်ခွက်ကာဗာလေးလဲပါအောင်မယ်အထီးကိုက်တက်တာစေဖို့ SRC crabber block တုံးတွေထည့်ထားပေးတယ်အနောက်အန်ကြီးဟောင်းလောင်းမဖြစ်စေဖို့နဲ့ရှေ့ဘိန်းဝင်ရိုးအထာချနေဖို့အတွက်ကလည်း assist slider အပိတ်တွေထည့်ထားပေးတယ်frame အပေါက်အတွက်လည်းအပိတ်ကာဗာလေးတွေဆင်ထားပေးပြီးကျွတ်တန်အဖုံးတွေကအစ fancy အဖုံးတွေထည့်ထားပေးပါတယ်မြန်မာငွေ390ကျော်ဖို့ share အသစ်တွေကြီးပဲဝယ်ဆင်ပေးထားတာဖြစ်လို့ဈေးကြီးပါတယ်ဆိုရဲအိမ်မက်ကြီးကတန်တရက်တန်အလွန်တန်တားတန်နေဖြစ်နေပါဗျာဒီဆိုင်ငယ်ကြီးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အခုပဲမြန်မာငွေ9500ကျပ်တဲ့နဲ့အမြန်လေးကန်ဆယ်ထားဖို့တော့လိုမယ်နော်ရုပ်ထွက်လမ်းပြီးအထာကြနဲ့လမ်းမထက်မှာခေါ်ခြင်းနဲ့ဆိုရင်ယခုတစ်ပတ်မှာဖန်တီးပေးထားတဲ့34ချိန်မြောက် BMW R1250 GSA ကိုမြန်လေးပါဝင်ကန်ဆယ်ထားဖို့ဖိတ်ခေါ်ပါတယ်လက်မှတ်တစ်စောင်တော့9500ကျပ်ပါ10စောင်ရင်တစ်စောင် free ကလည်းကျွန်တော်တို့ဘက်ကအမြဲတမ်းပုံမှန်ပေးနေဦးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီကောင်လေးကတော့အခုလာမယ်တရက်6လ2025နေ့ကင်း3နာရီစက္ကွန်မှာအပြောင်းလဲရရွှေဆိုင်ခြင်းမရှိပဲထိုင်းဒီဘက်ချောက်ဆန်နောက်ဆုံး3လုံးနဲ့တိုက်ပြီးကန်ထူးရှင်ကိုရွေးချယ်ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျကြံမဲ့ update များကိုလည်းတစ်နေ့ကို2ကြိမ်ကျွန်တော်တို့ရဲ့ဦးနဲ့နာဝင်မိုတိုဆိုင်ကယ် lucky draw ပေးလေးမှာပုံမှန်တင်ပေးပါတယ်အရေးကြီးတာလေးကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ရှိမှာပဲထိုးတခြားပေးတွေမှာပဲထိုးဘယ်သူရှိမှာထိုးကိုထိုးမဲ့ဆိုင်ကယ်ကိုဗီဒီယိုကောခေါ်ကြည့်ပါကိုထိုးမဲ့ဆိုင်ကယ်ကိုမြင်ရတယ်တွေ့ရတယ်ဆိုမှငွေလဲဝယ်ယူအားပေးကန်ဆန်းမှာလုံးဝအရေးကြီးပါတယ်ကဲနောက်ထပ်ရေးကြီးတာလေးလည်းကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကတော့ငွေလွှဲလက်ခံမဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဦးနဲ့နာဝင်မိုတိုဆိုင်ကယ် lucky draw ပေးကငွေလွှဲလက်ခံမဲ့ဖုန်းကတစ်လုံးပဲသုံးပါပဲဖြစ်ပါတယ်အဲ့ဒီဖုန်းဒီဘယ်တော့အခါမှ limit မပြည့်ပါဘူး limit ပြည့်နေရင်တော့နောက်နေ့မှငွေလွှဲပေးပါငွေလွှဲလက်ခံမဲ့ဖုန်းနံပါတ်လေးကတော့3995196556ပြည့်ဖြူအောင်ဆိုတဲ့နာမည်နဲ့ KP Wait အဲ့ဒီဖုန်းတစ်လုံးပဲကျွန်တော်တို့ငွေလွှဲလက်ခံမှာပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကလွှဲရမြည်သည့်ဖုန်းနံပါတ်နဲ့မှငွေလွှဲလုံးဝလက်မခံပါဘူးအဲ့ဒါလုံးဝအရေးကြီးပါတယ်โอเคဆိုင်မှာမျက်မြင်ကိုတွေ့လာရောက်ကြည့်ရှုပြီးအားပေးကန်ဆန်းကျင်သေးတယ်ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ရဲ့ဆိုင်ကရန်ကုန်ရွှေပြည်သာမြို့နယ်ရွှေညာမောင်ကားမတ်တိုင်မဲခေါင်လမ်းလေးထဲမှာပွင့်လည်ထားပါတယ်โอเคကျွန်တော်ဒီဆိုင်ငယ်လေးကို14တစ်ချက်နှိုးပြပေးပါမယ် origin နဲ့ဂျပန်လေးလမ်းမှာလာတဲ့ကီလို9000စွန်းနဲ့လာတာပဲဖြစ်ပါတယ်လက်ရှိကီလိုကလည်း94,516ကီလိုပဲရှိပါအောင်မယ်ဒီဆိုင်ငယ်ကတော့လိုင်စင်တော့မပါပါဘူးโอเคကျွန်တော်17ချက်နှိုးပြပေးပါမယ်ဒါကတော့ဒီဆိုင်ငယ်ရဲ့အင်ဂျင်တန်နေတာလေးပဲဖြစ်မယ်ဗျအင်ဂျင်တော်တော်လေးကိုမိုက်ပါတယ်ဘင်းကောင်းဘင်းစားတစ်စီးကို brother တို့အနေနဲ့ပိုင်ဆိုင်နေတယ်ဆိုရင်တော့မြန်လေးပါဝင်ကန်ဆန်းတာပါ origin နဲ့ဒါကတော့ကျွန်တော် remote တစ်လုံးပါပါမယ်โอเคလီဗာလေးနည်းနည်းကျွန်တော်ပို့ပြပေးပါမယ်ရှေးဗျာကဲကျွန်တော်ရှေ့ကကျွန်တော် fault light မီးလေးကိုကျွန်တော်သုံးပြပေးပါမယ်ဗျာနော်โอเคဒါကတော့လုံးဝရှေ့ကရုပ်ထွက်ကြီးရောเนาะနေ့ကင်းပိုင်းပဲဖြစ်ဖြစ်ညပိုင်းပဲဖြစ်ဖြစ်တော်တော်လေးကိုအထာကြနဲ့ပေါ်လို့ရမယ်မီးပဲဖြစ်ပါတယ် origin နဲ့ပါတဲ့ fault light မီးလည်းပါပါသေးတယ်ဒါကတော့ကျွန်တော်ထပ်မှန်ပြီးတော့ modify လုပ်ပေးထားတဲ့မီးပါတော်တော်လေးကိုပေါ်ပါမယ်ဗျโอเคကျွန်တော်ရ
ပြန်ပိတ်လိုက်ပါမယ်โอเคဒါကတော့ဒီဆိုင်ငယ်ရဲ့အနေထားလေးပါကျွန်တော်ဆိုင်ငယ်ရဲ့တစ်ချက်ခွာပြပေးမယ်နော် position လေးကိုလည်းโอเคဒါကတော့ဒီဆိုင်ငယ်ရဲ့ကျွန်တော် position အနေထားလေးပဲဖြစ်ပါတယ်တော်တော်လေးကိုတက်တောင့်တက်တာရှိပြီးတော့နော်ခရီးမိုင်းအောင်ကြီးတွားမယ်ဆိုရင်တော့တော်တော်လေးကိုတက်တောင့်တက်တာရှိတဲ့ဆိုင်ငယ်ပဲဖြစ်ပါတယ်โอเคလီဝိုင်းနည်းနည်းတော့ထပ်ပုတ်ပြပေးပါမယ်လီပါဆွဲရတဲ့အရာသာယူကအနစ်ကြီးဗျာနော်လုံးဝကိုရှယ်မိုက်တယ်โอเคဒီကောင်ကြီးကိုပါဝင်ကန်ဆန်းနေတယ်ဆိုရင်တော့မြန်မြန်လေးကျွန်တော်တို့ရဲ့ဦးနေနာမိုတိုဆိုင်ငယ် lucky draw ပေးလေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှယ်ဗျာကဲ cruise control ပါတဲ့အတွက်ကြောင့် highway လမ်းမှာလုံးဝကိုရှယ်မိမိုက်နေမှာပဲဖြစ်ပါတယ်ကဲမြန်မြန်လေးပါဝင်ကန်ဆန်းထားဖို့လိုမယ်နော်ကျွန်တော်ဆက်လေးတစ်ချက်တက်လိုက်ပါမယ်โอเคဒါကတော့ကျွန်တော်ရှင်းမှာပြောသလိုပါပဲတရက်6လ2025နေကင်း3နာရီစက္ကွန်မှာအပြောင်းလဲရက်ရွှေဆိုင်ခြင်းမရှိပဲဖွင့်လှစ်ပေးတော့မဲ့ဆိုင်ငယ်ကန်ဆန်းမဲလေးပဲဖြစ်ပါတယ်ဗျမြန်မြန်လေးပါဝင်ကန်ဆန်းဖို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နဲ့နောက်ပါ